အရေးချင်းမရှိတဲ့ miss တွေကြောင့်မြန်မာပြည်ကြီးအဆက်ကွဲတော့မှာလားအခုတလော social media ပေါ်မှာကြရက်ထနေတာကတော့ Miss Grand မြန်မာပြိုင်ပွဲဝင်တွေရဲ့အရေးချင်းကိစ္စနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပါတယ်အလားအပါစံနှုန်းတစ်ခုဆိုပေမဲ့အရေးချင်းပိုင်းကတော့တုံ့ရပဲဆိုပြီးပြည်သက်တွေကြားမှာဝေဖန်မှုတွေရှိနေပါတယ်ကံဝလျှောက်တာအစားနိုင်ငံတကာစီမင်းထပ်မှရှင်းပြရမယ်စကားပြောစွမ်းရည်အစုံအားလုံးကအမလို့အမရကြီးပါပဲအခုလိုအော်လီအော်လက်မျိုးနဲ့နိုင်ငံတကာစီမင်းထပ်မှတကယ်ပဲရှင်းပြကြမှာလားဒါဟာမြမ Miss လောကရဲ့နေပါသွားတဲ့စံနှုန်းတစ်ခုလားဆိုပြီးတော့မေးခွန်းတွေထုတ်နေကြပါတယ်ရုပ်ရည်ချောမောရုံနဲ့ရွေးချယ်ရတဲ့ခေတ်ကတော့ကုံဆုံးသွားပြီဖြစ်ပါတယ်တကယ်ကို intelligent ဖြစ်တဲ့ Miss တွေချန်ရစ်ခဲ့ပြီးအရေးချင်းမရှိပဲ attention တစ်ခုပဲရှာနေတဲ့ Miss တွေကိုကျွန်တော်တို့တကယ်ပဲအားပေးနေရမှာလားပရိသတ်တွေကတော့အရေးချင်းမရှိရင်အစားရရမပြိုင်ကြနဲ့ဆိုပြီးတော့ပြောဆိုလာကြပါတယ်ကဲပရိသတ်ကြီးရောဘယ်လိုထင်ကြပါသလဲဒီနှစ် Miss တွေကတကယ်ပဲအရေးချင်းမရှိတာလားဒါမှမဟုတ်ဝေဖန်မှုပဲပြင်းထန်နေကြတာလားပရိသတ်ကြီးရဲ့အမြင်တွေကိုလည်း comment မှာရေးသွားပေးကြပါအောင်နော်အိမ်တော်ရှိတဲ့ဘောလုံးသမားမမောင်လွင်တဲ့ပုံတွေကိုစတစ်ကာအုပ်ပြီးတင်ခဲ့ပေမဲ့တည်တာသွားတယ်အင်းမြတ်သူမမောင်လွင်မှာအိမ်တော်ရှိပြီးသားဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့အင်းမြတ်သူတယောက်ကတော့ဘသူ့ကိုမှဂရုမစိုက်ပဲပုံကိုပေါ်တင်ခဲ့ပါတယ်ဒါပေမဲ့ပရိသတ်တွေကတော့ပုံတင်တာနဲ့ချက်ချင်းဒီလူကမမောင်လွင်မဲ့ဖြစ်ရမည်ဆိုပြီးတော့အကုန်လုံးကသိရှိခဲ့ကြပါတယ်တချို့သောပရိသတ်တွေကတော့ဒီပုံလေးအပေါ်အိမ်တော်ရှိသူနဲ့မသိတော့ဘူးဆိုပြီးတော့ဝေဖန်မှုတွေရှိနေပါတယ်ဒါတကယ်ပဲအချစ်တက်လားဒါမှမဟုတ်ခင်မင်းရင်းနှီးမှုလားအိမ်တော်ရှိရဲ့မမောင်လွင်နဲ့အင်းမြတ်သူရဲ့ပုံရိပ်တွေကပရိသတ်တွေကြားဝေဖန်လာစရာဖြစ်လာပါတယ်သို့ပေမဲ့ကာယကံရှင်တွေဘက်ကတော့ဘာမှပြန်ပြောလာခြင်းမရှိသေးပါဘူးကဲအင်းမြတ်သူကိုချစ်ခင်နှစ်သက်ကြတဲ့ပရိသတ်ကြီးတွေရောဘလို့ထင်မြင်ကြပါသလဲရှင်အောက်မှာ comment လေးတွေမှတ်သားပေးကြပါဦးနော်အကောင့်လေးကိုလည်း like and follow လေးလုပ်ပေးကြပါဦးနော်ထိုင်းနိုင်ငံတွေက 7-Eleven မှာကိုပေါ်ကိုနွားနှုတ်လောင်းချပြီးဗီဒီယိုရိုက်သွားတဲ့နိုင်ငံသားသူကိုထိုင်းလူမျိုးအများစုကစိတ်ဆိုးနေကြထိုင်းနိုင်ငံမှာလူပြောများနေတဲ့နိုင်ငံသားသူတယောက်က 7-Eleven ဆိုင်ထဲကိုဝင်ပြီးနွားနှုတ်နှစ်ဘူးကိုဖွင့်ကကိုပေါ်ကိုလောင်းချခဲ့ပါတယ်အဆိုပါဖြစ်စဉ်ကြောင့်ထိုင်းလူမျိုးတွေကြားမှာအတော်လေးစိတ်ဆိုးစရာဖြစ်ပြီးအခုလိုလေးပြောကြလာပါတယ်တချို့နိုင်ငံသားတွေကထိုင်းနိုင်ငံကိုကစားခွင့်လို့များထင်နေကြတာလားမသိဘူး view ရဖို့ပဲကြည့်ပြီးအခြေခံယဉ်ကျေးမှုတွေကိုအိမ်မှာထားခဲ့ပုံရတယ်ဆိုင်ထဲမှာနွားနှုတ်တွေကိုလောင်းချပြီးပွေလျအောင်လုပ်တာကဒါဟာရေစရာကိစ္စမဟုတ်ပါဘူးဆိုင်ဝန်ထမ်းတွေကိုအလုပ်ရှုပ်အောင်ဒုက္ခပေးတယ်လို့တခြားလူတွေဈေးဝယ်နေတဲ့ဆိုင်ရဲ့ပတ်ဝန်းကျင်ကိုဖျက်ဆီးလိုက်တာဟာအာဏာမှုမရှိဘူးလို့ထိုင်းလူမျိုးတွေကဆိုလာပါတယ်ဒါဟာထိုင်းလူမျိုးတွေစိတ်ထားကောင်းပါတယ်ဆိုပြီးတက်စောကားလိုက်တာဖြစ်တယ်ဆိုပြီးတော့ဒေါသတွေထွက်နေကြပါတယ်ပရိသတ်ကြီးရောဘယ်လိုမြင်လဲဆိုတာ comment မှာရေးသွားပေးကြပါဦးနော်